2 3ဖျားရှင်ရတာကြပါလေဖျားရှင်ရတာကြပါလေဖျားရှင်ရတာကြပါလေအာမင်အာမင်သူကောင်းမြတ်တဲ့ဖခင်ကျွန်တော်တို့အတွက်မြေတလားဖွင့်ပေးတဲ့ဖခင်အာမင်အာမင်အရာရာတိုင်းတန်နိုင်တဲ့ဖခင်ကိုအာရပါနဲ့ချီးမွမ်းကြရအောင်အာမင်အာမင်Go, go, kiss it like you.
我，我要起来，我要起来，高烈口烈，谁抓来接送位，心动压酸烈，动到不起我，我要起来，我要起来，高烈口烈，谁抓来接送位。心动压酸烈，动到不寂寞。寂寞，寂寞加美，耶稣过美。奇妙，奇妙加美，阿美。寂寞，寂寞加美，耶稣过。奇妙，奇妙加美，拉玛勒罗。寂寞，寂寞加美，寂寞加美。奇妙，奇妙加美。寂寞，寂寞加美，奇妙，奇妙加美，奇妙加美，寂寞，寂寞加美，奇妙，奇妙加美，寂寞，寂寞加美，奇妙，奇妙加美，高跟耶基天，今年多纳门。高跟耶基天，今年多纳门。哈利路亚，阿门。高跟耶基天，今年多纳门，阿门。主偏心挂一班的，ဆက်လက်ပြီးတော့ချီးမွမ်းကြရအောင်အာမင်要越高面前途，瞬间来
ရှိပြုတ်သွားသူလုံးနိုင်တယ်ကိုရလုံးနိုင်တယ်ဒီနိုင်တော့ရှိပါရာရာကိုဖြစ်စေတော့ဖယားနမရှိတဲ့တော့ရနိုင်လေလမ်းတဲ့ကိုကိုပါစံပေးနိုင်တယ်ယုံကြည်ခြင်းနဲ့ဆက်လက်ပြီးတော့ဝန်ခံကြရအောင်မဖြစ်နိုင်တော့မရှိပါမယ်ကိုရရဲ့ထဲမှာမဖြစ်နိုင်တော့ရတဲ့ဆိုတကူမှမရှိဘူးရှိပြုတ်သွားသူလုံးနိုင်တယ်ကိုရလုံးနိုင်တယ်ဒီနိုင်တော့မရှိပါအာမင်ရာရာကိုဖြစ်ရှိတော့အရာမရှိတဲ့တော့ရနိုင်လေလမ်းတဲ့ကူကိုပါစံပေးနိုင်တယ်အာမင်ဟာလေလုယာအိုးလမ်းမရှိတဲ့တော့ရနိုင်လမ်းတဲ့ကိုဖွင့်ပေးနိုင်တဲ့ဖခင်အိုးကျွန်တော်ကျမတို့ကိုကိုရဲ့ဖခင်ဖြစ်တယ်အာမင်အိုးရှာရာရာရေရာ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 ပါပါပါအာမင်ဟာလေလုယာရာတိုင်းလုံးနိုင်တဲ့ဖခင်ရာရာတိုင်းတတ်နိုင်တယ်အမေရာရာလည်းလုံးနိုင်တယ်ရာရာကောင်းလားဖန်ဆင်း၍ပိုင်တာသူရာရာထက်ချီမြောက်မယ်ကိုရောမြတ်ကောင်းမြတ်တယ်အချိန်တိုင်းတိုင်းချီးမွမ်းကိုကွယ်မယ်ရာရာတိုင်းတတ်နိုင်တယ်အမေရာရာလည်းလုံးနိုင်တယ်ရာရာကောင်းလို့ဖန်ဆင်း၍ပိုင်တာသူရာရာတဲ့ချီးမြောက်မယ်ကိုယ်တော်မြတ်ကောင်းမြတ်တယ်အချိန်တိုင်းတိုင်းချီးမွမ်းကိုကွယ်မယ်အကောင်းမြတ်ဆုံးယေရှုမ
ချိန်တိုင်းတိုင်းချီးမွမ်းကိုးကွယ်မယ်ရာရာသူတတ်နိုင်တယ်ရာရာတတ်နိုင်တယ်ရာရာလုံးနိုင်တယ်ရာရာကုန်လို့မရှိရပါလားသူအာမင်အရာရာတဲ့ချီးမြှောက်မယ်အာမင်ကိုယ်တော်နဲ့ကောင်းမြတ်တယ်အချိန်တိုင်းတိုင်းချီးမွမ်းကိုးကွယ်မယ်ရာရာတဲ့အရာရာနိုင်တယ်အရာရာလည်းလုံးနိုင်တယ်အာမင်လုံးနိုင်တယ်ရာရာကုန်လို့မရှိပါလားသူအရာရာတဲ့ချီးမြှောက်မယ်ကိုယ်တော်မြတ်ကောင်းမြတ်တယ်အချိန်တိုင်းတိုင်းချီးမွမ်းကိုးကွယ်မယ်ကောင်းမြတ်ဆောင်ယေရှုအာမင်အာလုအချိန်တိုင်းကောင်းမြတ်တဲ့ဖခင်ချီးမြှောက်ပါတယ်ရာရာထက်မှချီးမြှောက်ပါတယ်အိုးကောင်းမြတ်ဆုံးဖခင်အကောင်းမြတ်ဆုံးဖခင်ရာရာတွေရဲ့ထက်မှချီးမြှောက်ပါတယ်အိုးအချိန်တိုင်းကောင်းမြတ်တဲ့ဖခင်အိုးကိုရောကိုကိုွယ်ကြပါရဲ့အဖအိုးကိုရောကိုချီးမွမ်းကြပါရဲ့အဖကိုရောသားလည်းကောင်းမြတ်ဆုံးဖြစ်တဲ့အဖအိုးဟာလူယာဟာလူဟာလေလုယာဟာလေလုယာအိုးကိုရောကိုချီးမွမ်းကြပါရဲ့အဖကိုရောဒီကနေ့မှလည်းသားသမီးတို့နဲ့တူပါရှိတဲ့အတွက်ကြောင့်ကိုရောကိုကျေးဇူးတင်တယ်။အိုးချီးမွမ်းခြင်းကိုယ်ွယ်ခြင်းလည်းမှာအိုးသားသမီးတို့နဲ့တူပါရှိတဲ့အတွက်ကြောင့်ကိုရောကိုကျေးဇူးတင်ပါတယ်အဖ။အိုးချီးမွမ်းခြင်းဂုဏ်ပြုခြင်းအိုးဘုန်းကြီးခြင်းလုံးစုံကိုရောကိုပြပါတယ်အဖ။အိုးကြံရှိနေတဲ့အချိန်နာရေလုံးစုံတို့မှာလည်းကိုရောဆက်လက်ပြီးတော့တူပါရှိတော်မူပါဆက်လက်ပြီးတော့သားသမီးတို့ရောက်စီတိုင်းကိုအိုးစကားပြောလျက်သူထီတော်မူပါဖ။အချိန်တိုင်းလုံးစုံကိုအနန္တခါမှာသခင်ယေရှုနာမကိုမြည်ပြုလက်ဟိုဆုတောင်းဆက်ကနံပါတ်ဖဖျားသခင်အာမင်ဟာလေလုယာ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 နေကောင်းကြပါသလားချီးမွမ်းခြင်းလည်းမှာတန်ရှင်းတော်ဝိညာဉ်တော်တိုးချက်ခြင်းနဲ့ခံစားရပါသလားချီးမွမ်းခြင်းကိုဆောင်ပေးတဲ့ worship team တော်၎င်းmusician တို့ကိုလက်ခုပ်ပြတဲ့ချီးမွမ်းကြရအောင်ဟာလေလုယာဟာလေလုယာဒီနေ့ချက်မှချင်းပေးတဲ့ဖခင်ကိုထိုးချီးမွမ်းပါတယ်ဘုရားရှင်ကောင်းမြတ်တာဖြစ်တယ်အာမင်ကျွန်တော်တို့လည်းမှာရမယ်ကောင်းမြတ်တဲ့ဘုရားရှင်ကိုလက်ခုပ်တီးလက်အော်လက်ချီးမွမ်းကြရအောင်ဟာလေလုယာဟာလေလုယာအာမင်ကဲ
ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကြွကြော်ကြရအောင်အာမင်ဘုရားရှင်ဟာကျွန်တော်တို့အပေါ်မှာအမြဲတမ်းကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ဒီနေ့ဒီမိမတော်ကိုချမ်းသာစွာနဲ့ရောက်လာနိုင်တာတဲ့ကိုတော့ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ဖြစ်တယ်ဒါကြောင့်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာသုံးချိန်ဝန်ခံကြရအောင်ဒီနေ့တော့ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာအာမင်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 ဘုရားရှင်ဟာကျွန်တော်တို့အပေါ်မှာပဲကောင်းမြတ်တာမဟုတ်ဘဲနဲ့ကျွန်တော်မိသားစုအပေါ်မှာလည်းကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုအပေါ်မှာလို့သုံးချိန်ဝန်ခံကြအောင်ဒီနေ့တော့ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုအပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုအပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုအပေါ်မှာအာမင်အာမင်အာမင်ဘုရားရှင်ဟာကျွန်တော်တို့နဲ့ကျွန်တော်တို့မိသားစုအပေါ်မှာပဲကောင်းမြတ်တဲ့ဘုရားမဟုတ်ဘဲနဲ့အတင်းတော်အပေါ်မှာလည်းကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်အတင်းတော်အပေါ်မှာသုံးချိန်ဒီနေ့တော့ဘုရားရှင်ကောင်းမြတ်ပါတယ်အတင်းတော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်အတင်းတော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်အတင်းတော်ပေါ်မှာအာမင်အာမင်ဘုရားရှင်ဟာကျွန်တော်တို့မိသားစုအတင်းတော်ပေါ်မှာပဲကောင်းမြတ်တာမို့ဘုရားမို့ပဲနဲ့နိုင်ငံတကာမှာကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အာမင်မြန်မာနိုင်ငံမှာစနော်တကဘာလုံးအတွက်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အာမင်တို့ကြောင့်ဘုရားရှင်ကောင်းမြတ်ပါတယ်နိုင်ငံတကာပေါ်မှာဆိုပြီးသုံးချိန်ဝန်ခံကြရအောင်တင်းနေသုံးဘုရားရှင်ကောင်းမြတ်ပါတယ်နိုင်ငံတကာပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်နိုင်ငံတကာပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်နိုင်ငံတကာပေါ်မှာအာမင်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 ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကြွေးကြော်ဝန်ခံတဲ့သာသမီရောက်ခြင်းစိတ်ပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေစီစဉ်လိုက်ဆက်တော့ကြရအောင်ဒီနေ့ဆရာတို့နဲ့ဆရာထန်းမပါဘဲနဲ့နော်ဆရာတို့ဒီလိုပြောမှလဲဒီထဲမှာနော်ပြမတော်ထဲမှာရောက်လာတဲ့ညီကိုမေဆွေဒီထဲမှာရစီအမြန်မာစီစဉ်မှာပထမဆုံးပါဝင်ရခြင်းဖြစ်တယ်ဆိုတော့မေဆွေမရှိခဲ့ရင်ကြည်ပြည့်မတည့်ရပြပါကျူးဆိုခြင်းပါတယ်ကောင်းကြီးပြခြင်းနဲ့ကောင်းကြီးနဲ့ပြန်ခြင်းနဲ့ဆိုရင်မတည့်ရပါโอเคဖယားသားသမီးများဆရာတုံးနဲ့ဆရာထန်းနဲ့ကြည်ပြည့်မတည့်ရပြပါနော်ကျွန်တော်တို့ဒီပြောနေကြတိုင်းပါနော်ဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေသုံးချိန်ဘုရားကဒီနေ့တော့ဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေโอเคကျေးဇူးတင်ပါတယ်ပြန်တိုက်လို့ရပါတယ်နော်မကြောက်ပါနဲ့မမေ့စိတ်ခိုက်ပါဘူးစီစဉ်ပြီးရင်လည်းလက်ဖက်ရည်နဲ့မို့မသုံးဆောင်ပဲနဲ့မပြန်တော့ပါနဲ့နောက်ကမြတ်စွာဘုရားလည်းနော်ပါဝင်လို့ရပါတယ်ဒီရစီအင်္ဂါနေ့အတိုင်းပေါ့နော်ည9နာရီခွဲမှာအပတ်တိုင်းမှာမြန်မာစီစဉ်ရှိတယ်ကျတပိရေနေ့လည်းဇုံမြတ်စီစဉ်ရှိတယ်အစီစဉ်တိုင်းမှာပါဝင်လို့ရတယ်လို့ပြောချက်ချင်ပါတယ်ခုဆက်ပြီးတော့စီစဉ်လိုက်တဲ့ဆက်တော့ရအောင်အခုချိန်မှာဖယားသခင်ရဲ့နိုင်ငံတော်အတွက်ပါဝင်ရမယ့်အချိန်ဖြစ်တယ်လူတော်ငွေတွက်ဆက်ကပ်ပေးမယ်မောင်လေးညီလေးလို့ပြောတာဂျော်နီကင်ဆန်နဲ့ကောက်ခံပေးမဲ့သူ၎င်းလူငွေကောက်ခံနေတဲ့အချိန်မှာဂုဏ်တော်ကိုချီးမွမ်းမယ်ဗါလဲ MPK ဆိုလား MPK group song အားလုံးကိုယေရှုနာမနဲ့ဖိတ်ခေါ်ခြင်းနဲ့လည်းခေါ်ကြည့်လဲကြိုးဆိုကြရအောင်
လုံငွေစကရအောင်ကိုရိုနာမှာတော့ကိုချီးမွမ်းပါတယ်ဒီနေ့ဒီနေရာဒီအချိန်မှာကိုရောစီစုတော်ကြောင်းတာသမီများကိုဒီနေရာကိုပို့ဆောင်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်တာသမီများကိုလက်ပလာနဲ့မဟုတ်ပဲနဲ့ဒီကန်တော်အလိုတော်ငွေများကိုရောဘုံတော်ထင်ရှားစီဖို့ရန်ကိုရောလက်ထက်အနာလက်တပါတိတော်ယေရှုခရစ်နာမတော်၌ဖခင်လက်ထက်စကအနံပိုင်ဖဖယာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတခြင်းကတော့စုံလင်သောချစ်ချင်းလို့မြည်ရတယ်ကျွန်တော်တို့ရန်ကုန်ကကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်အကိုရေးဖွဲ့ထားတာဖြစ်ပါတယ်အားလုံးရခဲ့လို့ရှင်တော့အတူတူချီးမွမ်းကြရအောင်ချီကပ်ပြကိုနိုင်ယူတေးချစ်စေသူရာလန်တေးနိုင်ခေါ်ယူနီးဆုံးဆောင်ယူလောကနဲ့မသက်ဆိုင်သူတွေ့နေဝေယူဝမ်းမြောက်ခြင်းနဲ့ဒီလူစုံလင်ဖြောင်းမတ်တော်သူစုံလင်ဖြောင်းမတ်တော်သူစုံလင်ဖြောင်းမတ်တော်သူခရစ်တော်တေနိုင်စုံလင်ဖြောင်းမတ်တော်သူစုံလင်ဖြောင်းမတ်တော်သူစုံလင်ဖြောင်းမတ်တော်သူခရစ်တော်တေနိုင်ညာစပ်ပြနေပြီအေးဘဝကဟာလှပနေပြီ come on အေးနေတဲ့များတဲ့စပ်ပြနေပြီအေးဘဝကဟာလှပနေပြီသူ့ရဲ့ချင်းနဲ့အေးသခင်ရဲ့ချင်းနဲ့နေထိုင်ရလောကဘဝရဲ့ခိုလုံရရဲ့တိုင်ပေါင်မရဲ့တကူများထမမြောက်နိုင်ထိုးကင်းရှိဦးခိုက်ဆုံးလေးတဲ့ခင်ချင်းနဲ့နှစ်သက်တဲ့ပျော်ရွှင်လွမြော့စိန်လန်းတော့ချက်စားရထိုရမှာခိုဝင်ကနားလိုက်နိုင်ငံတော်နဲ့ဖြောင်းမချင်းတရားကငါ့ရဲ့ထဲမှာဆုံးလင်းတော့ကျေးဇူးတော်ရဲ့ပြေဆုံးခြင်းကငါရဲ့ထဲပျော်ရွှင်ခြင်းတဲ့ရဲ့နောက်ွယ်မှာရှင်တန်ခြင်းကလုံချုံဆုံးတောင်းတော့အောက်ဖုံးအုပ်ထွေးပွေပေးကထိုခင်ရဲ့ချစ်တာချီကပ်ပြကိုနိုင်ယူဖြစ်စေသူတရားလမ်းတေးနိုင်ခေါ်ယူနီးဆုံးဆောင်ယူလောကနဲ့မသက်ဆိုင်သူအသွေးနဲ့ဝေယူကြောင်းမချင်တဲ့ဒီလူဆုံးလေဖြောင်းမတ်တော်သူဆုံးလေဖြောင်းမတ်တော်သူဆုံးလေဖြောင်းမတ်တော်သူခရစ်တော်တေးနိုင်ထိုင်ရလောကဘဝရဲ့ခိုလုံရရဲ့တိုင်ပေါက်ပဲကိုများထမမြောက်နိုင်ထိုးရှိရှိဦးစုံလင်တဲ့ခင်ချင်းနဲ့နှစ်သက်တဲ့ပျော်ရွှင်တဲ့မြောကစိန်လန်းတော်ချက်စားရထိုရမှာခိုဝင်ကနားလာချီကပ်ပြကိုနိုင်ယူနီးဆုံးဆောင်ယူလောဟောယူနီးဆုံးဖျားရှင်ကောင်းကြီးပေးပါစေဟာလေလုယာယိုကျွန်တော်တို့မဆူတတ်ပါဘူးတန်ကောင်းကောင်းလေးနဲ့ဘုံတော်ကိုချီးမွမ်းသွားတဲ့
ကိုကြီးနဲ့ညီလေးတော့၎င်းပြည်ကန်တော်တဲ့ရောက်ချင်းစီလိုက်ပေါ်ဘုရားရှင်ကောင်းချီးပေးပါစေချင်းရစရာတကူပြောမယ်နော်ရစီအတင်းတော်ရဲ့လူငယ်တွေလတိုင်းမှာရှိတဲ့လရဲ့ပထမအဆုံးပတ်စနေနေ့ညလုံးပေါက်ဆုတောင်းစီစဉ်ရှိပါတယ်ဒီနေ့ဒီပတ်ရောက်မဲ့စနေနေ့ကတော့လကုန်တဲ့နေ့ပေါ့နော်ဒါပေမဲ့12နာရီကျော်တော့ရင်တော့တရက်နေ့ရောက်တော့တာဖြစ်တယ်အဲအကြောင်းမလို့လရဲ့ပထမဆုံးရက်ဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာလာတဲ့မိတ်ဆွေပါဝင်လို့ရပါတယ်ဖိတ်ခေါ်ချင်ပါတယ်ယေရှုနာမနဲ့ဖိတ်ခေါ်ချင်ပါတယ်လာပါဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ခံစားရမှာဖြစ်တယ်စနေနေ့နော်စနေနေ့ည10နာရီခွဲအလုပ်ထဲကနေလဲတန်းလာလို့ရပါတယ်ဒီပေါ်မှာထမင်းချက်ထားတယ်နော်အစာပိုက်စာဖို့အတွက်စိတ်မပူပါနဲ့တန်းလဲပြီးတယ်စားစရာလည်းရှိတယ်ငရုတ်တီးကောင်းကောင်းလေးလည်းပြင်ထားမယ်အမနာနဲ့လာခဲ့ပါ10နာရီခွဲမှာထမင်းစားမယ်7နာရီမှာဆုတောင်းစီစဉ်စားမှာဖြစ်တယ်7နာရီအလုပ်ပြီးတယ်ဆိုရင်လည်းလာပါ4နာရီလောက်ထိဆုတောင်းတဲ့စီစဉ်ရှိတယ်ဆိုတော့လေအားတဲ့အချိန်လာပါအိမ်အောက်တကားတော့ကထားတယ်ဆိုရင်ဖုန်းလမ်းခေါ်လို့ရတယ်ဖွင့်ပြပါမယ်အမနာပါနဲ့လာခဲ့ပါလို့ယေရှုနာမ၌ဖိတ်ခေါ်ခြင်းပါတယ်ကိုချိန်မှာဘုရားသခင်တော်ကပတ်တော်ဝင်ကားမဲ့ဆရာကိုချိုးဆိုခြင်းနဲ့ပြတော်တော်အားလုံးမတည့်ရပြီးတော့ဒီနေ့ချမ်းသာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်အတွက်ဖြစ်တယ်ဆိုတဲ့3ချိန်ဝန်ခံကြရအောင်ဒီနေ့ဒီနေ့ချမ်းသာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်အတွက်ဖြစ်တယ်ဒီနေ့ချမ်းသာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်အတွက်ဖြစ်တယ်ဒီနေ့ချမ်းသာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်အတွက်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကိုချိုးဆိုပါတယ်3ချိန်ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကိုချိုးဆိုပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုချိုးဆိုပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုချိုးဆိုပါတယ်အသုံးပြုမဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့သုံးတော်ခံမဲ့ဆရာကိုလည်းခေါ်ကြည့်တဲ့ချိုးဆိုကြရအောင်ရပါပြီခြိုက်လို့ရပါပြီကျွန်တော်အတန်ဝင်နေတော့နော်တောင်းပန်းနေအဲ့ဒါကြောင့်လုံးလုံးကျုံဝက်လာတာကျွန်တော်ပြောရင်ထွက်လာမှာပါနော်ရုံးနေမလိုက်ဘူးနော်ရုံးနေမလိုက်အောင်အတန်အဲ့လိုဖြစ်နေတယ်ကျေးဇူးတင်တယ်ဖြစ်နိုင်ရင်ကျွန်တော်လည်းဆက်ဆောင်ပေးလို့တော်တော်လည်းနေချင်တာနော်ဆက်ဆောင်ပေးလဲကျွန်တော်လည်းစိုက်တူခိုက်တူနေပါတော့ဖြစ်နေတူလိုနေလိုက်ကျွန်တော်အတန်ပိုးဝင်မှာဆိုလို့နေလုံးကျုံဝက်လာတာပါနောက်တစ်ခါလာရင်ဆက်ဆောင်ပေးလို့ပဲနေမယ်ကျွန်တော်သူလည်းလာကောင်းပါလေကျွန်တော်ရောက်လာတာတပတ်ရှိပြီရန်ကုန်မှာနေပါတယ်မိန်းမ1ယောက်ရှိပါတယ်နော်ဒါ2ယောက်ရှိပါတယ်ကျေးဇူးတော်ကြောင့်ဒီတဲ့ပိုကျေးဇူးတော်ခံစားရတာကျွန်တော်သား2ယောက်ကကျွန်တော်နဲ့ရုပ်တူပါတယ်နော်ကျွန်တော်ကိုယဉ်နေတဲ့လူတွေကကျွန်တော်သားတွေကိုကြည့်ပြီးတော့ရုပ်မချောဘူးလို့မပြောကြပါသူတို့ဖေနဲ့တူတယ်လို့ပြောကြတယ်ကျွန်တော်နားလဲပါတယ်သူတို့ပြောချင်တဲ့အိပဲကျွန်တော်နားလဲပါတယ်ဝန်တာစရာပါကျွန်တော်မလေးရှား3ခါရှိပါပြီလာတာလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကတခါလာဖို့တယ်ဆရာမုံပြေပေါ်နော်အဲ့တော့အဲ့ဒါပြေ2019မှာတခါ2019တုန်းကတော့ကျွန်တော်အိမ်တော်ပြုတ်ကားစားဆိုတော့ကြာမနေရဘူးကျွန်တော်300ပဲအိပ်ပြီးတော့ချက်ချင်းပြန်သွားတယ်300တော့မှအရန်ရှိတယ်လို့ပဲကျွန်တော်စိတ်ထဲမှာကျွန်တော်ဘယ်မှမသွားခဲ့ရဘူးအဲ့တော့လည်းစီဝေးတက်တာပေါ့နော်ဒီတခါလဲစီဝေးတက်ရင်လည်းဘာပဲဖြစ်နော်အဲ့လိုကျွန်တော်အဲ့လောက်မလောတော့ဘူးဆိုတော့နော်လောစရာမလိုတော့ကလေးလည်းရှိတယ်ဆိုတော့အဲ့လောက်စိုးရိမ်စရာမရှိတော့ကျွန်တော် CCTV တတ်တာပြတာဖြစ်တယ်လေနော်ဆိုတော့ကျွန်တော်ပြန်လာတယ်ဆယ်လျံ boys မှာကိုကြီးတောင်းတယ်ဆရာတို့တရားကြောင့်မှာတဲပြရစီဆိုတော့ကျွန်တော်တဲကွန်ပျူတာကျေးဇူးတင်တယ်တဲကွန်ပျူတာပြန်မင်းပါကျွေးတယ်နော်ဒီဘိုက်ကိုကျွေးဖို့ဆိုလွယ်တာမဟုတ်ဘူးနော်ကျေးဇူးတင်တယ်ဘဝလည်းစားရတယ်တရားပါဟောခိုင်းတယ်ဆိုတော့ပူဝန်တာတယ်နော်ကျွန်တော်ပြောနေထွက်လာမှာပါနော်ခဏလေးတင်းကြီးခံပေးပါခုနကချင်းဆိုတော့လည်းတော်ထွက်လာတယ်ကျွန်တော်ဝန်တာတယ်ဒါပေမဲ့ပြန်ပြောက်သွားတယ်ကိုအတန်ထွက်တယ်ဟောမယ်နော်
ဒီလိုကျွန်တော်နာမည်ပို့ပူတောင်လို့ခေါ်တယ်ရန်ကုန်မှာနေတာပါကျွန်တော်အဓိကလို့ကကျွန်တော်အေးဝင်ကလေးဆရာလုပ်ပါတယ် freelance အလုပ်တမ်းပေါ့နော်ဘုရားကျောင်းမှာလာကဘုရားကျောင်းမှာကျွန်တော်လာကတော့မရဘူးဒါပေမဲ့ AG ရုံးချုပ်ကနေဒီမပြုတ်တဲ့ license တော့ကျွန်တော်ကင်ထားပါတယ်နိုင်ငံတော်ဆိုရအတိမပြုတ်တဲ့မိုးတော်ဆောင်လည်းဖြစ်တယ်ကျွန်တော်မသိဘူးနိုင်ငံတော်ဘက်ကကျွန်တော်သိနေတာကျွန်တော်မသိဘူးဟိုတလောကပြီးခဲ့တဲ့နေ့ကနိုင်ငံရေးပါတီတခုတီထောင်မဲ့အဖွဲ့မှာကျွန်တော်ဖြစ်စီခြင်းလို့လက်မတွားထိုးတာလေလက်မတွားထိုးတော့အာနာပိုင်တွေကခင်ဗျားလက်မထိုးလို့မရဘူးဆိုတော့ကျွန်တော်ချိုးခွင့်မပြုဘူးသူတို့ဒီအမှုတော်ဆောင်တွေဓမ္မဇာတိကိုအဲ့ဒီဘက်မှာပါခွင့်မပေးဘူးလေကျွန်တော်ပါတော့မရဘူးနေတော့ကျွန်တော်အဓိကလုပ်တာတော့ကျွန်တော်ထောင်သာသနာလုပ်ပါတယ်ကျွန်တော်ဖေအားမာစားတဲ့တင်မနေ့ကတော့ကျွန်တော်ထောင်သွားခဲ့ရတယ်မလေးရှားမှာတော့လေပမာပြည်တင်မဟုတ်ဘူးဒီမလေးရှားလာတာတော့ကျွန်တော်ထောင်သွားဖို့လမ်းပွင့်ခဲ့တယ်အဖန်ခံရတဲ့လူတယောက်ကိုသွားတွေ့ပေးဖို့ကျွန်တော်အကုန်ကြီးတောင်းတော့ကျွန်တော်မနေ့ကသွားခဲ့တယ်လင်ဂင်းဆိုတဲ့အချုပ်ခန်းပေါ့နော်အဲ့ဒီကိုသွားခဲ့တယ်ကျွန်တော် passport နဲ့ကျွန်တော်သွားတွေ့တယ်ဒီလာဝကရုံးချုပ်ကိုလည်းသွားခဲ့ရတယ်ရုံးချုပ်ကိုသွားတော့ဒီ style နဲ့ပဲသွားတာကျွန်တော်ခေါ်တဲ့ဆရာကတေချာပြင်လာခဲ့နော်ကုတ်ဒီပိုင်းဝက်လာခဲ့ဆိုတော့ကျွန်တော်လည်းမဝက်ချင်မနဲ့ဝက်လိုက်တယ်ဟိုကျွန်တော်လည်း logic style နဲ့ကျွန်တော်တက်သွားတာသူအဲ့ဒီကျွန်တော်ဘေးကနေကောက်လိုက်တာပေါ့နော်အဲ့ဒီလေးကင်ပြီးတော့လိုက်ကျွန်တော်လည်း logic style နဲ့ကျွန်တော်တက်သွားတော့ဟိုကကျွန်တော်တန်မှတ်ချင်တာကျွန်တော်လာကယုံရလေကျွန်တော်ချက်ချင်းတို့မပြောရဲဘူးနာတန်ရောလာတာမဟုတ်လားဆိုမဟုတ်ဘူးကျွန်တော်တန်မဟုတ်ဘူးဆိုကျွန်တော်တေချာကြည့်တယ်နော်ဟုတ်လောက်ဘူးတန်မှပဲဖြစ်မယ်ဆိုနောက်ဆုံးတို့အကြီးဆုံးသူ့နာမည်ကမွိုင်းစွာလောက်ခေါ်တယ်မွိုင်းစွာအပွင့်နေအများကြီးပဲခွက်တွေအများကြီးသူယုံကမှာပေါ်ဆုံးထန်တာ6ထပ်မှာနော်အဲ့ဒီအကြီးဆုံးပုံကိုလည်းကျွန်တော်တွေးခဲ့ရတယ်အဲ့ဒီအကြီးဆုံးပုံကိုကတော့ကျွန်တော်တာနမလာလို့ပဲလာမိတယ်ကျွန်တော်မဟုတ်ပါဘူးမယုံဘူးခေါင်းကနေကြီးဆုံးကျွန်တော်တေချာကြည့်တယ်ကျွန်တော်ပြန်ကနေမှသူထပ်ပြောသေးတယ် I know you are a diplomat ထပ်ပြောနေသေးတယ်ကျွန်တော်လည်းဘာမှတတ်နိုင်တော့အဲ့ဒါကျွန်တော်လည်းဟုတ်ကနေနေပဲလို့ပေါ့နော် almost လို့ပဲထားခဲ့တယ်သူပြုံးလေးနေပေါ့ဒီလောက်ပဲဘုရားရဲ့မျက်နှာပေးတာပါနော်ဘုရားမျက်နှာပေးခြင်းကြောင့်ကျွန်တော်တွေ့ချင်တဲ့လိုရဲတွေ့ခွင့်ရတယ်သူအချင်းကြီးလည်းကောင်းတယ်နော်အိမ်ပြန်ခွင့်ရတယ်အခက်တာကသူကမပြန်ချင်ဘူးဖြစ်နေတယ်အဲ့ဒါပြဿနာကျွန်တော်မြန်မာပြည်မှာတော့အချင်းသားတွေကိုဒီဘုံကလေးဟောတဲ့အလုပ်အဓိကဘုရားလမ်းဖွင့်တယ်လို့ပေါ့နော်ကျွန်တော်ဟောပါတယ်ကျွန်တော်တရားအဲ့ဟိုချင်းသားတွေဆိုတွားလဲတဲ့ဒီဘုံကလေးတွားတဲ့ဗီဒီယိုကလစ်တူတူလေးတခုတော့ပြချင်တယ်live တော့လွင့်ပေးပါနဲ့ပေါ့နော်အဲ့ဒီဗီဒီယိုပြတဲ့ချိန်မှာလေဒီဗီဒီယိုက online ပေါ်ရောက်လို့မဖြစ်ဘူး online ပေါ်ပို့လိုက်ရင်ကျွန်တော်ဖွင့်ပြပေးတယ်လူကြီးတွေဒုက္ခရောက်သွားမယ်ကျွန်တော်တို့ကိစ္စမရှိပြီမယ်သူတို့တရားလေးများတယ်အဲ့ဒါကြောင့်ဖြစ်နိုင်ရင်ဒီဗီဒီယို clip ကိုပြတဲ့ချိန်မှာ live ကိုခဏ live လွှင့်ခဏရပ်ပေးမှာနော်ပြီးတော့ပြန်ဆက်ရအောင်နော် live နားမှာမလို့ကျွန်တော်ဗီဒီယို clip တစ်ခုပဲကျွန်တော်ပို့ပေးထားတယ် live မလွှင့်မှုဆိုရင်တော့အများကြီးပို့ပေးလို့ရတယ်ပေါ့နော်တစ်ချက်လောက်ကြည့်ရအောင်ဖြစ်နိုင်ဒီမီးပိတ်တဲ့ပို့ကောင်းနိုင်မယ်နော်တူလေးပါအတန်းတော့ live မှာလွှင့်လို့ရပါရုံမပြတ်ရတယ်ဒါတော့မဟုတ်ပါဘူးနော်ဒါတော့မဟုတ်ဘူးဟုတ်တယ်တန်တဲ့ချဲလို့ရတယ်အစစ်တယ်နော်အန်ဆောင်မှုမရှိဘူးအားရပါရဆိုကြတာတို့တန်နေချက်ပြီးတော့လွန်ပေးပါကြည့်ကြပြီးတော့ရတယ်အစင်မပြင်းလဲထားလိုက်ပါရတယ်
ရမယ်တဲ့ကျွန်တော်တက်ဆောင်ပေးတယ်ခြေလေးကောင်းတယ်ရုံးမြင်တာမကြားဒါမှကြားရပြီမဲ့တဘောပေါက်ပါတော့သူတို့ဘယ်လောက်တော့အားတက်လဲဆိုတော့ယုံကြည်ရတဲ့ချင်းကိုဆိုနေကြတာပြန်စားလို့ရောတည်တယ်လို့ရောတကယ် professional လေးပါနော်ကျွန်တော်နိုင်ငံကျော်ပုံကိုယ်တွေကိုကျွန်တော်ခေါ်သွားပါတယ်အချင်းသားတွေကိုတမင်ကျွေးပါတယ်ယေရှုခရစ်တော်ရဲ့မြတ်တာကိုနှုတ်နဲ့ပြောယုံနဲ့မလုံလောက်ပါဘူးနော်သူတို့မယုံပါဘူးယေရှုခရစ်တော်သူတို့ကိုတကယ်ချစ်တယ်ဆိုတော့ကျွန်တော်တို့ကတက်တည်ပြရပါတယ်မြမရိုးရမှာတလုံးစားဖို့သူ့ကျေးဇူးဆိုတာရှိတယ်နော်ကျွန်တော်ဆိုမြေရိုးရမှာတော့တက်စားဖို့တခါတော့ကျေးဇူးမတင်တာပေါ့နော်တမင်ကျွေးရင်တော်လေးအစဉ်ပြေးပါတယ်ကိုပြောသမျှကိုသူတို့နားထောင်ပေးတယ်နော်အဲ့ဒီအလုပ်ကျွန်တော်လုပ်ပါတယ်လူကြီးတွေနဲ့နားလည်မှုယူပြီးတော့ဘောနော်တရားဝင်တော့ခွင့်ပြုလို့မရဘူးတရားဝင်တရားဟောခြင်းနဲ့ကျွန်တော်ဖွင့်ပြပါတော့လုပ်လို့မရဘူးကျွန်တော်အချင်းသားတွေကိုကြွေးမွေးခြင်းနဲ့လက်ဆောင်ပေးခြင်းနဲ့အားပေးစကားပြောခြင်းနဲ့ဆိုတဲ့ပုံစံနဲ့ချင်းကရတာခုနတချင်းဆိုရင်လူတိုင်းကြိုက်တဲ့ချင်းနော်သူတို့ခွန်အားပေးတယ်အားပေးရင်နဲ့ထဲ့သွားတာပေါ့နော်ဒီဝန်ကလေးကိုယေရှုခရစ်တော်သူတို့ဘယ်လောက်ချစ်တဲ့အကြောင်းပြောလာလဲမရတော့ဘူးတဲ့ကျွန်တော်တွားတိုင်းမျက်ရည်မခွနဲ့သူတို့ပြောင်းလဲလေးရှိတယ်အနည်းဆုံးတဝက်ပြောင်းလဲတယ်တရားရှိအနည်းဆုံး60လောက်တော့ပြောင်းလဲတယ်တွားတိုင်းပေါ့နော်ဒါကကျွန်တော်အဓိကလုပ်ပါခဏတော့မတွားနိုင်တာဘူးခဏတွားချင်းပေမဲ့ကျွန်တော်အတွက်ငွေတွေအဲ့လောက်ကြီးမရောက်သေးဘူးပေါ့နော်စိတ်ယုံမှာပဲရှိသေးတယ်နော်ငွေချုပ်တဲ့စိတ်ယုံမှာပဲရှိသေးတယ်တော့မရောက်လာသေးဘူးလာနေတော့ပေါ့နော်ဘုရားရှင်လမ်းဖွင့်တယ်လို့ကျွန်တော်လောက်တာပါဘုရားရဲ့ကျေးဇူးတော်ကြောင့်ခုနပြောတယ်မလေးရှားလာတာတော့မှတောင်းတယ်ရောက်ခဲ့ရတယ်ပေါ့နော်တော့ခုနပြောတယ်ပေါ့နော်ဘုရားကျွန်တော်အမှုခေါ်တာပါဒီလိုပြဖို့ရန်အတွက်ကျွန်တော်ကိုယ်တိုင်လည်းထောင်ထဲမှာ4 နှစ်4မိုးနေခဲ့ရတာပါဒီနေ့လည်းမနေခဲ့ရတယ်ဒီမှာပြည်မှာနာမည်အကြီးဆုံးထောင်လေးကျွန်တော်ရောက်ခဲ့ရတယ်ကျွန်တော်အခါမဲ့ပို့ပေးတယ်တမင်ကျွေးတယ်အဝစားဝစင်ပေးတယ်နော်နေရထိုင်ဝေးစားဤပါမပို့ပေးရဘူး24နာရီလုံးခြုံရေးဆောင်ပေးတယ်နော်မီးမလာရေမလာမောင်ပါမစိုးရင်စရာမလိုဘူးကျွန်တော်မှာ4 နှစ်4မိုးတိကျွန်တော်နေခဲ့ရလို့သူတို့ရဲ့အထာအားတွေကိုကျွန်တော်ကောင်းကောင်းတည်သွားတယ်ဒီတော့အဲ့ဒီလက်မှတ်နဲ့ကျွန်တော်ထောင်ထဲမှာပါစတာလုပ်ခဲ့တာတရားရီထောင်မှာလေအပြင်မှာမို့တော့မဆောင်ချင်လို့ကျွန်တော်ထွက်ပြေးတာယောနာထွက်ပြေးတော့ငါးကြီးအမျိုးတယ်လေနော်ကျွန်တော်ထွက်ပြေးတော့ငါးကြီးတဲ့ကြီးတဲ့ထောင်ကကျွန်တော်မျိုးတာမျိုးတော့ကျွန်တော်4 နှစ်4မိုးမှာတဲ့ရီကွဲလုံးဝကြီးမွတ်သွားတဲ့ဒီကျွန်တော်အဲ့မှာနေခဲ့တယ်အဲ့ဒါကြောင့်ဒီအမှုတော့ဒီထောင်သားတနာကျွန်တော်အတွက်ကျွန်တော်လည်းအသင့်တော်ဆုံးအကျဉ်းသားတွေရဲ့ခံစားချက်ကျွန်တော်ကောင်းကောင်းသိတယ်သူတို့ဘယ်လိုစကားပြောမှကျွန်တော်သိတယ်နော်သူတို့ထက်တော့မသိတယ်နော်ဒါကျိုးလို့တွေအတွက်လေအဲ့ဒါကြောင့်ကျွန်တော်ဘုရားကအဲ့ဒါကိုလောက်ခိုင်းတော့ကျွန်တော်လောက်တာပါကျွန်တော်အများကြီးမလုံးနိုင်သေးပါဘူးနော်ဖြစ်နေတော့နောင်မှာတော့အကျဉ်းထောင်ကနေထွက်လာတဲ့လူတွေလည်းပြုစုပြီး rehabilitation လုပ်ချင်သေးတယ်ပေါ့နော်
အဲ့ဒါတော့ဘုရားရှိမှဆုတောင်းနေတော့ဖြစ်ပါတယ်ကျေးဇူးတင်တယ်ဒီညမှာကျွန်တော်တို့အားလုံးယဉ်နေပြီးသားကျမ်းပိုက်ဖြစ်တဲ့ရှိမတဲ့ခရစ်ခန်းကြီးချောင်းငယ်33အားလုံးလွတ်ရမှာပါကျွန်တော်မပြောခင်မှာတော့အဲ့လိုပြောရွက်ချင်နေပြီမလားဘာသာဟာနေပြီတချို့ကဘုရားသခင်ပြောရအောင်အလွတ်ရတယ်လို့ပြောရအောင်မရရင်တော့မရှက်ကြပါနဲ့နော်ကျွန်တော်ကတော့အားနာနေရတယ်မရတယ်လို့ကျွန်တော်အားနာတယ်နော်အားနာတယ်ဘုရားသခင်ပြောရအောင်ကဲထိုးပေးပါအောင်ဗျာကျေးဇူးပြုပြီးတော့ဒီမှာကျေးဇူးပြုထိုးပေးပါအောင်ဒီမှာနော်မယုံကြည်သူတွေတချို့ရောက်လာတယ်တဲ့နော်မယုံကြည်သူတွေကျမ်းကျထိုးပေးပါအောင်ရှင်မသက်ခရစ်ခန်းကြီးချောင်းငယ်33ကိုထိုးပေးပါနော်ကျွန်တော် Sunday School မှာကြရအလို့ရလာလို့အောင်မိတာနော် Sunday School ကကြီးတန်းပြန်ဖွင့်ရမယ်တဲ့နော်ဒီစီမှာညအတန်းပြန်ဖွင့်ရတော့မှာနော်အသက်25အထက်ပဲလက်ခံမယ်ဆိုပြီးတော့ပြန်ဖွင့်ရမယ်နော်ကဘာဦးချခန်းကြီးငယ်တိလောက်တော့ရတဲ့လေနော်ရှင်မသက်ခရစ်ခန်းကြီးချောင်းငယ်33ရရင်ထိုးပေးပါဦးနော်မြန်โอเคရပါပြီဖတ်ရအောင်ဒီချက်ကြအောင်ပြန်ဖတ်ရအောင်ဘုရားသခင်ငါတော်နဲ့ပြောင်းမခြင်းတရားတော်ကိုရှေးရိုးစွာပြီးကြလော့နောက်မှထိုအရာများကိုထားယူပြီးတော်မူလက်တံအလုတ်ဝရင်ရှာကြလော့ပြောလားယောက်ျားဝရင်ရှာမိန်းမရင်ရှာယူရင်ရင်ရှာပြောလားဘာဝရင်ရှာခိုင်းတာလဲနိုင်ငံတော်ဆိုဘာပြောတာလဲနော်တတိယနိုင်ငံတော်လားတတိယနိုင်ငံတော်ကိုပြောတာမဟုတ်ဘူးနော်ဘယ်သူနိုင်ငံတော်လဲဘုရားသခင်နိုင်ငံတော်ပါနော်မလေးရှားနိုင်ငံတော်လဲမဟုတ်ဒေါ်နယ်ထရမ့်ရဲ့နိုင်ငံတော်လဲမဟုတ်ဘူးနော်အခြားသောမြင်နေရတဲ့နိုင်ငံတော်မဟုတ်ဘုရားသခင်ရဲ့နိုင်ငံတော်တခြားတွေမလိုဘူးမဟုတ်ဘူးမလိုတယ်အစံချရှားပါဒါမဲ့သူ့ထက်အရင်ရှားရမယ်အောင်မြင်တဲ့လူတွေကတကယ်တော့လေကဘာမှာအောင်မြင်တဲ့လူတွေကဘာအရင်လုပ်ရမလဲဆိုတာကိုတီးတဲ့လူတွေအောင်မြင်တာနော်ဒီ Microsoft ကိုတီထွင်ခဲ့တဲ့ပုံကဘယ်သူလဲ Microsoft ကျွန်တော် Sunday School ပြန်ဖွင့်ရအောင်မယ်တဲ့ Bill Gates မဟုတ်လားအဗျာမယုံကြောက်လားမသိဘူး Bill Gates နော်Bill Gates အကြောင်းတက်နေရင်တန်လန်းနဲ့တော့သူ့အကြောင်းကိုနားပြီးတော့လှုပ်လိုက်တာမဟုတ်လားဘာအရင်လှုပ်ရမလဲဆိုတော့သူတီးသွားလို့အားကြောင်းလေးတော့ပြီးအောင်တက်လိုက်အောင်မယ်လှုပ်လိုက်ရင်သူအဲ့လောက်ဖြစ်သွားမှာမဟုတ်ဘူးနော်ဘွေတော့ရမယ်နော်ဘွေဝတ်စုံနဲ့နိုင်ရန်ပေါ်မှာအကြီးကြီးချိန်လို့ရမယ်ကဘာကဘာမှမပြောင်းလဲသွားဘူးသူ့အိမ်မှာဓာတ်ပုံဒိုးလာတာပဲရှိမယ်နော်သူအဲ့ဒီဘွေထက်ဘွေထားခဲ့အောင်ဘွေမလို့လားလို့တဲ့ဒါမှထားခဲ့အောင်လောဆယ်သူ့ထက်ရေးကြီးတယ်အရင်လှုပ်ရမယ်ဒါပဲဆိုသူလှုပ်လိုက်တဲ့အခါကဘာကိုပြောင်းလဲသွားတာဒါတနမူနာနဲ့ပြောတာနော်ဘယ်သူမဆိုဘာအရင်လှုပ်ရမလဲဆိုတော့တီးဖို့လိုတယ်ဘုရားသခင်နိုင်ငံတော်ကိုအရင်ရှာခိုင်းတာကျွန်တော်တခြင်းဆိုရင်အရာရာထက်ချီးမြှောက်မယ်အတန်တော့ကျယ်ကြီးပဲလက်တွေ့ဘဝမှာချီးမြှောက်ရလားဒါဘုရားကြောင့်ရောက်မှချီးမြှောက်လို့မရဘူးနော်ဘယ်သူမှမမြင်တဲ့နေရာရောက်တော့ရင်တော့ရှိဦးစွာနော်ကျန်တာမလို့ပဲတော့မပြောဘူးနော်အရင်ဆုံးနံပါတ်1နေရာမှာဘုရားသခင်နိုင်ငံတော်ရှားရဆိုတဲ့အခါတနည်းအားဖြင့်ပျောက်လို့ရှာခိုင်းတာမဟုတ်ဘူးနော်ကျဲဒီဖမ်းသွားလို့ရှာခိုင်းတာမဟုတ်ဘူးလောကယုံကိုရှာခိုင်းတာမဟုတ်ဘူးအဲ့ဒီကောင်းကင်နိုင်ငံတော်ဘုရားသခင်အုပ်ချုပ်ခြင်းကိုခံယူခိုင်းတာနော်ဘာကိုခံယူခိုင်းတာသူရဲ့အုပ်ချုပ်မှုကိုခံယူပါအရင်ဆုံးသူရဲ့အုပ်ချုပ်မှုအောက်မှာခင်ဗျားလိုချင်တဲ့ຢာတွေအားလုံးပြည့်နေလို့နော်အကုန်ရှိနေလို့အဲကြောင့်နောက်မှဆိုတာနောက်မှလာတယ်လေရှိဦးဆိုတာဒါရီလို့ပါနိုင်ငံတော်နဲ့ဖြောင်းမခြင်းတရားနိုင်ငံတော်ကိုရှာတာဘုရားသခင်ရဲ့အ
အုပ်စုအုပ်ချိုအုပ်စုချင်းလမ်းပြချင်းကွယ်ကာချင်းစောင်းမချင်းနံပါတ်1မှာခံရတာသူရဲ့ဖြောင်းမချင်းတရား righteousness his righteousness ဖြောင်းမတယ်ဆိုတာကတစ္ဆာတရားနော်ဗမာလိုအပြင်ဗမာစကားနဲ့ပြောတော့တီလလုံအောင်ထိန်းတာဒါဖြောင်းမချင်းကိုရှာတာဖြောင်းမချင်းရှာချင်းဒီတီလလုံအောင်ထိန်းခြင်းနော်အဒီကနံပါတ်1မှာလောက်ခိုင်းတာရှိဦးစွာလောက်ပါတဲ့ကျန်တာမလောက်ပဲတော့မပြောဘူးနော်ကျန်တာမလောက်ခိုင်းတာမဟုတ်ဘူးတချို့ကအေးစီအေးပြီးတော့ဖျောက်စင်းဆိုင်တခါတည်းချမ်းသာသွားမယ်လို့ထင်ကြတာကျန်စာဖိုင်းနဲ့တခါတည်းမဲပေါက်သွားတာထီပေါက်သွားတာပြောတာမဟုတ်ဘူးဘုရားသခင်ရဲ့အုပ်စုချင်းနော်နိုင်ငံတော်ရဲ့အုပ်စုမှုအောက်မှာနေပြီးတော့ဖြောင်းမအောင်နေတီလလုံအောင်နေရင်နောက်မှထူရရလို့ပြောတာ तू အရင်ပြောခဲ့တဲ့ဟာအပေါ်မှာနော်ဒီရှင်မာသီခရစ်ခန်းကြီး9-6ခွန်ကတောင်ပေါ်ဒီတနာကိုတောင်ပေါ်ဒီတနာလို့ခေါ်တယ်လေနော်အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးဖခင်မဟာတမဂန္ဒီကယေရှုခရစ်တော်တောင်ပေါ်ဒီတနာမှာပြောရတာ तू အရင်ကြိုက်တယ်ဒီ तू ပြောတဲ့အတိုင်းနေတဲ့လို့နဲ့တွေ့ဖို့ချင်လိုက်တာလို့တော့ तू ပြောတယ်ဟုတ်နော် तू ခရိယံဘုရားကျောင်းကိုသွားတဲ့ခါမှာ तू ဝင်ခွင့်မရခဲ့ဘူးလေဝင်ခွင့်မရတော့ तू ယေရှုခရစ်တော်ဟောမိန့်ကြားခဲ့တဲ့တောင်ပေါ်ဒီတနာကို အရင်လွန်ခဲ့တယ်လူတွေကနိုင်ငံတော်ရဲ့ဖြောင်းမချင်းတရားထဲမှာမနေလို့ပေါ့နေလို့ရှိရင်လူတကာကဘုရားကိုမြင်ရမှာဖြောင်းမချင်းတရားကိုရှာတဲ့လူကတွားတဲ့နေရာတိုင်းမှာနိုင်ငံတော်ကရောက်သွားမှာမယုံကြည်သူတွေကြားထဲမှာကောင်းကင်နိုင်ငံတော်ရဲ့အုပ်စိုးခြင်းကောင်းကင်နိုင်ငံတော်စီမင်းစည်းကမ်းအတိုင်းကောင်းကင်နိုင်ငံတော်ရဲ့ဒလိထုံးတမ်းအတိုင်းနေထိုင်ကျင့်ကြံပြုတ်မှုနေတဲ့လူတယောက်ရောက်တော့တဲ့နေရာတိုင်းမှာအဲ့ဒီနိုင်ငံတော်ရဲ့ထင်ရှားခြင်းအမြင်ရမှာပဲနိုင်ငံတော်ရဲ့ manifestation တွေ့နေရမှာပဲနော်အဲ့ဒါကြောင့်အဲ့ဒါကိုအရင်လုပ်ပါတကယ်တော့တူတူလေးပြင်အရင်လေးနေပါတယ်အချမ်းပိုက်ကလေးသူဝရဆိုတဲ့ကဝေးစားရေးနေရေးအလောအကိုင်ယောက်ျားရရေးလည်းရည်ကြီးတာပဲသူဝရထဲမှာပါတယ်မင်းမရဖို့သူဝရထဲမှာပါတယ်ကျွန်တော်ဆိုရင်နော်အသက်40နှစ်မှမင်းမရတာဒါတော့မှ Facebook ပေါ်လာလို့တာရတာတကယ်ပြောတာကျွန်တော်ချင်းနဲ့ဘုရားသခင်ကျွန်တော်ကိုယေရှုပြီးတော့ Facebook ဖန်တီးခိုင်းတယ်ထင်တယ်ကျွန်တော်အတွက်ဇူကာဘတ်မွေးလာတယ်လို့ကျွန်တော်ထင်တယ်နိုင်ငံတော်နဲ့ပြောင်းမချင်းအရင်ရှာတဲ့ခါမှာနော်မင်းမရစီမဲ့လမ်းကြောင်းတော့ဘုရားဖွင့်ပေးတာကျွန်တော်ရှာလို့မရတော့ဘူးလေကျွန်တော်တဘောကြရတဲ့ကောင်းမလေးတွားလဲတဲ့ရန်ကုန်မှာကျွန်တော်တွားလဲတဲ့ခါမှာကောင်းမလေးသူ့အဖေကိုခေါ်ပါလေရောအဖေတကယ်ချင်းလာတယ်တဲ့ဟုတ်တယ်လေသူ့အဖေကကျွန်တော်တကယ်ချင်းဖြစ်နေတာဟုတ်နော်ကျွန်တော်တဘောကြရတဲ့ကောင်းမလေးရဲ့အဖေကကျွန်တော်တကယ်ချင်းဘယ်လိုလုပ်မလဲဘယ်လိုလုပ်ရေးစားစကားတော့ပြောတော့မလဲနော်တကယ်ချင်းရဲ့မင်းသမီးတို့ငါ့ကိုတော့နော်ယုံကြည်ခြင်းမျိုးစေ့ထဲလိုက်ပါပြောလို့မရဘူးလေနော်အလူငွေဖြစ်ထဲပေးလိုက်ပါပြောလို့မရတော့တောင်းလို့မရတော့သူ့အဖေကလည်းအရန်ပြောတကယ်ချင်းမတွေ့တာကြာပြီလားဘာတောင်းမလဲအေးလားအပူလားလို့နေတာစိတ်ထဲမှာတော့ငါမင်းစီမှာလာတာမဟုတ်ဘူးနော်လည်းလို့ဖြစ်သွားတာနောက်ဆုံးမှာအပေါ်ပဲမော့ကြည့်ရတယ်နော်ကိုတော့ကဲမရတော့မယ်တက်ပြောက်လိုက်တယ်ရှုံးပေးလိုက်တယ်မှာဘယ်လိုမှကိုလူချင်တဲ့အားရလည်းနည်းနည်းမြင်တယ်လို့ထင်တယ်လေနော်နည်းနည်းအကျန်ကုန်နေတဲ့လူတွေလိုက်ရင်တော့တမျိုးဖြစ်မှာမဟုတ်ကိုလူချင်တဲ့အားလည်းအကျန်ကုန်တဲ့စရင်တွေမှာဘာပြန်မို့အဲ့ဒါနဲ့ Facebook ပေါ်လာတယ်နော် Facebook ထဲမှာရေးစားစကားပြောတာတော့တော်တော်ဆင်းပြေတယ်အပြင်မှာဘယ်လိုမှပြောလို့မထွက်တဲ့အကုန်ပြောလို့ရတယ်လေနော်အစင်မပြင်းတခါတည်း block ချလိုက်ပြီးသွားပြီမတွေ့ရတော့ဘူးဒါမဲ့တချို့ကျွန်တော်မသိခင်အခုတော့ကျွန်တော်သိသွားဒါမဲ့နောက်ကျသွားပြီပေါ့နော်ယူလိုက်ပြီဆိုတော့လေနော်တချို့ကောင်မလေးတွေက Facebook ထဲမှာရမ်းချောတာ
နော်သူကင်မရာရဲ့လက်ပြားမှုတွေနဲ့ကိုကတော့အကျွေးနေတာပေါ့နော်ဘယ်လောက်ချောလိုက်မလဲအပြင်မှာလည်းတွေ့ကောဘာမှမဟုတ်ပြောင်းခေါင်းကုပ်ပြီးတော့ပြန်လာရတာနော်နောက်နေ့မှပြန်ဆက်တွေ့မယ်ဆိုပြီးတော့ခေါင်းကုပ်ပြန်လာရတယ်နော်အဲ့လိုတော့ရှိတယ်နော်ကြံပေးတာနော်ချက်ချင်း online အစင်းနဲ့တော့အဆုံးမဖြတ်နဲ့နော်အပြင်မှာတော့တစ်ခေါက်လောက်တော့တွေ့ပါအဲ့ဒါလေးနော်တန်းစီနေတဲ့ဆရာဆောင်ပြီးမှစရွေ့ပေါ့နော်အမှုတော်ဆောင်နဲ့ပူတော်ခက်တယ်လေမှုတော်ဆောင်လုပ်ပြီးတော့ရစကားတော့ပြောလို့မမရတာဟုတ်တယ်မဟုတ်လားနော်အမေကိုတော့ရှိပါတယ်နော်သူ့အမေနဲ့အစဉ်ပြေတော့အလားလာကောင်းတယ်နော်နေလန်တကူပြောတာနော်ကိုလိုချင်တဲ့ကိုတဘောကျကောင်းမလေးအရင်သူ့ချင်မတော်နဲ့သူ့အမေကိုနော်အရင်ဈေးရုံးလိုက်နော်သူ့အမေတခွန်ပြောပြီးပြီလေနော်သူ့အမေကသူတမက်တော်ချင်တဲ့စီးရင်တဲ့မှာခင်ဗျားပိုင်ရပြီခင်ဗျားပေါက်ပြီနော်ဟုတ်ပြီနော်အဲ့လိုပါနော်ဟာတာဖြစ်ပြောပြင်မဲ့လက်တွေ့မှာဘုရားနဲ့အစဉ်ပြေဘုရားကိုအရင်ရှာရင်နိုင်ငံတော်နဲ့ပြောင်းမချင်းအရင်ရှာရင်ကိုလိုချင်တဲ့အရာတကူပြီးတကူလာတာနော်ဟိုနေ့ကကျွန်တော်လွယ်တော့ကျွန်တော်မပါလာဘူးဆရာတို့နဲ့ငိလေရောက်ချင်းကျွန်တော်စားရောက်တဲ့နေ့မှာပဲဆရာတို့နဲ့သမင်သွားစားရင်နဲ့ဆရာထံတာကကျွန်တော်လွယ်ကိုကြည့်တဲ့ထက်နဲ့ကျွန်တော်မသိဘူးနော်ကျွန်တော်လွယ်ကနည်းနည်းကြည့်နေမကောင်းတော့လေနော်နောက်နေ့မနေ့မိုးလင်းလင်းကြီးမှာပဲ share လွယ် share တက share နော်ဇွန်တက်တာဝေကောင်းကောင်းလေးလွယ်လို့ခေါ်လာ slim bag လို့ခေါ်လာပါခေါ်လာအိတ်ကလေးပေါ့နော်အိတ်ကလေးတရေ slim bag လားဆရာတော်လို့တော့မှတရေကြတယ်ကျွန်တော်ကြည့်ပြီးတော့လေနော်အပေးတယ်ဒီဖုန်းလဲနော်ကျွန်တော်ရန်ကုန်မှာကျွန်တော်ရက်ကွက်ကတယောက်ဆုံးသွားတော့ကျွန်တော်လည်းမကောင်းတတ်ဘူးလေကိုယ့်ရဲ့ငယ်ချင်းတွေပါခင်ဆိုတော့လက်ကျွန်တော်လိုက်သွားတယ်လိုက်သွားတဲ့ခါမှာအမေရိကန်ဘော်ရာတယောက်ကဖုန်းဆက်လာတယ်ဖုန်းနံပါတ်တည်းမကြည့်တော့အမေရိကန်ဖုန်းပဲဆိုတော့အော်တာပေါ့နော်တကားမှမကောက်ဘူးနော်ဖုန်းကိုင်လို့မရဘူးနည်းနည်းကြားတယ်တမီးကြော်လောက်ကြာပြီးမှကျွန်တော်ကိုင်လို့ရတယ်ဟယ်လိုလို့ပြောတော့ဝါစိတ်ဆိုးနေပြီဖုန်းမကိုင်အောင်ဘာလို့လုပ်နေတာလဲငါအသက်တန်ခေါ်နေတာဘာလို့မကိုင်တာလဲငါကိုင်တယ်ငါဖုန်းအသက်ကြီးပြီအိုးနေပြီကိုင်လို့မရဘူးလို့ရှင်းပြရတယ်ဒါဆိုကိုင်လို့မရအတိဝဲလိုက်ကွာတယ်ဝဲတာပေါ့ကွာလို့လုံးထားတယ်သူကလည်းဟုတ်ပြီမြူထဲကိုသွားလိုက်တဲ့င်းလူချင်းတဲ့ဖုန်းဓာတ်ပုံနဲ့သူ့ဈေးနှုန်းတာတဲ့ဓာတ်ပုံပို့ပေးလိုက်တယ်ကျွန်တော်ချက်ချင်းသွားတယ်နော်ကျွန်တော်အဲ့လိုမျိုးမနေရမှာကျွန်တော်ရင်းစကားနားထောင်တက်တယ်ကျွန်တော်ဘိုက်စားတာတော့ကျွန်တော်မေ့သွားတယ်စကားတဲ့ပုံစံပြီးသွားတယ်ကျွန်တော်စကားတဲ့ဓာတ်ပုံဈေး3မျိုးပေါ့နော်တိုက်ပြီးသူ့ပို့လိုက်တယ်ပို့လိုက်တော့လားအဝယ်လိုက်ပါတဲ့စေခွန်တဲ့ငါတောင်းတန်တယ်ကျွန်တော်လည်းချက်ချင်းအာနာနဲ့လက်ခံလိုက်တယ်စိတ်မကောင်းစွာနဲ့ပေါ့နော်လက်ခံလိုက်တယ်အဲ့လိုမျိုးပါကျွန်တော်တို့လူချင်းတဲ့အားတွေကအများကြီးဖြစ်ပြီးမဲ့တကယ်ရှာတင်တာနိုင်ငံတော်နဲ့ပြောင်းမချင်းတရားကျွန်တော်လူချင်းအများကြီးပဲနော်ဒါပေမဲ့တကယ်လိုအပ်တာအဲ့ဒါနိုင်ငံတော်နဲ့ပြောင်းမချင်းတရားရဲ့နောက်မှာချားရည်လိုက်လာတာကျွန်တော်ထောင်ထဲမှာဟိုတလောက BBC သတင်းဌာနမှာတရုတ်အစိုးရရဲ့ wanted list ပေါ့နော်တရုတ်အစိုးရကဖမ်းဖို့အမိန့်ထုတ်လိုက်တဲ့မြန်မာနိုင်ငံတာဝါလိုမျိုးနှစ်ယောက်အဲမှာတယောက်ကကျွန်တော်နဲ့တည်တယ်လို့တယောက်ဖြစ်တယ်သူ့နာမည်ဆိုင်အိုက်ပန်းလို့ခေါ်တယ်ဘင်းရာဇာပေါ့ဗျာမူရရာဇာရာတော့ဖြစ်တော့မယ်နော်မူရရာဇာတရုတ်အစိုးရကဖမ်းဖို့ဝရမ်းထုတ်ထားတဲ့နှစ်ယောက်ထဲမှာတယောက်အခုထိမဖမ်းမိသူထွက်ပြေးတင်းရှောင်နေတော့ပဲသူ့နာမည်ကဆိုင်အိုက်ပန်းဆိုင်အိုက်ပန်းနဲ့ကျွန်တော်2010ခုနှစ်တုန်းကစစ်တွေအချင်းထောင်မှာကျွန်တော်ဆုံခဲ့တယ်စစ်တွေချင်းထောင်မှာကျွန်တော်တို့ခရစ်ယာန်တွေကတနင်္ဂနွေနေ့တိုင်းဖျားရှိခိုးတယ်နော်ဖျားရှိခိုးတယ်ဒီဇင်ဘာလရောက်လာတဲ့ခါမှာခရစ်စမတ်ပွဲဘယ်လိုလုပ်မလဲကျွန်တော်စဉ်းစားတယ်တိုင်ပင်ကြတယ်အဲတိုင်ပင်တဲ့အချိန်မှာဒီဆိုင်ပန်တူတို့လည်းနိုင်ငံရေးမှုနဲ့ကြာတာလေကြာပြီးတော့ကျွန်တော်စီလာတယ်သူကြာတာတော့နည်းနည်းတော့မဟုတ်ဘူးတကယ်ထောင်းတက်ပြစ်တာနော်လွတ်ရမရှိတဲ့ပြစ်တာသူကြာတာသူအပါ9ယောက်ပေါ့နော်
ဟွာလိုမျိုးခရစ်စမတ်ဆွေးနွေးမယ်ခရစ်စမတ်ပွဲလုပ်ဖို့ဆွေးနွေးတဲ့အချိန်မှာသူရောက်လာတယ်ဆရာကျွန်တော်စတောင်းပေးပါတယ်ကျွန်တော်လည်းဘာတောင်းပေးရမလဲလို့မင်းတို့ကျွန်တော်အိမ်ပြန်ချင်လို့ပါတယ်ကျွန်တော်စိတ်ထဲမှာတော့မင်းဘယ်လိုလုပ်အိမ်ပြန်လို့ရမလဲငါပဲပြန်မှာပေါ့ပြန်ဆရာရှင်စိတ်ထဲမှာနော်သူတို့မပြောရပါဘူးတော့တောင်းတဲ့ပြည်တန်ကြားနေလို့ဘယ်လိုလုပ်အိမ်ပြန်မလဲမဖြစ်နိုင်ဘူးလေမဖြစ်နိုင်တဲ့ရာကျွန်တော်နားလည်ပြီးတယ်စစ်တွေထောင်ကဗမာပြည်မှာအခုလက်ရှိနေတဲ့စစ်တွေထောင်ကဗမာပြည်ထောင်တကာထောင်ထဲမှာအသက်အကြီးဆုံးလာမယ့်နှစ်2020ခေါ်ဆိုနှစ်နေရပြည်တော့မယ်နော်နှစ်နေရပြည်ပွဲတွားချင်တယ်လို့ရှင်ကျွန်တော်စီရင်ပေးလို့ရတယ်နော်2020ခေါ်နှစ်နေရပြည်တော့မယ်အဲ့မှာရှိတဲ့ဂျပူးတွေဆိုတော်တော်လေးလဲပြီမျက်စိမိတ်လိုက်ရင်လာတယ်ဖွင့်လိုက်ရင်ပျောက်သွားတယ်မမြင်ရတော့ဘူးကျွန်တော်တငယ်ကြတော့ကျွန်တော်စိတ်အဆိုးလုံးကျွန်တော်ထိုင်တယ်ဖျောင်းနိုင်ထုံးပြီးတော့ရှာတကောင်းမကောင်းဖန်ဒီတန်ပိုးထဲမှာဒီလိုပြောမို့တလီတာဘူးရှိတဲ့ဟာအဲ့ထဲမှာကျွန်တော်ထည့်တယ်ပြီးကျွန်တော်ကြည့်တော့အဖုံးပေးလိုက်ရင်ဒီကောင်းလေးတက်ဆူချက်ပြီးတော့တည်သွားမှာပဲနှမျောတယ်သူချက်ချင်းဘာမှမခံစားရပဲနဲ့တည်သွားမှာကျွန်တော်နှမျောလို့သူတို့အသက်ရှူလို့ရအောင်ကျွန်တော်အနဲ့ဖောက်ပေးတယ်ကျွန်တော်တငါထဲတယ်ဒီကောင်ပြီးဒီကောင်နော်တခါနောက်ပိုင်းကျွမ်းကျင်လာတော့လက်အောင်ကြည့်စရာမလိုကျွန်တော်မကြည့်ဘဲတော့ထဲတယ်ကျွန်တော်တကယ်ပါရာဂိုစင်းရောက်သွားတာအဲ့မှာတငါလုံးထိုင်ကောက်တာကျွန်တော်စိတ်ဆိုးလို့လေထိုင်ကောက်မိုးလဲလင်းရောတလီတာရဲ့တဝက်လောက်ရတယ်ကောက်နော်ဘယ်နှတန်းတောင်ရှိမလဲမသိဘူးနော်မကျင်းတောင်မှာဆိုရင်ကြောက်စာနှုတ်ထောင်လောက်ရပြီအဲ့လောက်တော့ပြီးရင်အပြင်ကစားစရာဒီရွက်တွေပါနော်ဒီကစုံရွက်တော့ဘာလို့အရွက်တွေတို့မဝယ်ခိုင်းဘူးဝယ်ခွင့်မပြုတ်ဘူးအထဲမှာထွက်တဲ့ဟာပဲဝယ်ရမယ်တဲ့အထဲမှာထွက်တဲ့ဟာကျတော့မျောစာတော်ကောင်းတယ်နော်လူထဲကထွက်တဲ့မျောစာကိုလောင်းထားတာဟုတ်ကိုမြင်နေရတယ်အရွက်ပေါ်မှာတော့မှကတ်နေတယ်တချို့ဟာတွေလေကျွန်တော်တနေ့လုံးမစားရဲဘူးတနေ့ပတ်လုံးအရွက်မစားဘဲနဲ့နေတာတော့မရတော့အသားတွေရားလာတယ်ဒီလိုမရတော့ဘာပဲဖြစ်စားပလိုက်ကွာဆိုကျွန်တော်စားလိုက်တာတော်ကောင်းတယ်ဗျအဲ့လိုသူတို့ဒီဘူရောကလူနီလာတာ condition လောက်ရှိပြီလေကျွန်တော်ရောက်တဲ့ခါမှာသူပြန်ချင်းတယ်ဆိုတော့ကျွန်တော်နားလည်ပေးတယ်ဒါပေမဲ့ပြန်ဖို့ဆိုတော့မဖြစ်နိုင်ဘူးစိတ်ထဲမှာတော့မင်းပြန်မဲ့စားငါပဲပြန်မှာဒါပေမဲ့သူကကျွန်တော်ဒီချာယုံကြည်ချက်နဲ့ဟိုချင်းအပီးနဲ့သူလာစစ်တောင်းလာခံတာဟုတ်စစ်တောင်းလာခံတာကျွန်တော်2017ခရစ်စမတ်နေ့နော်ဒီဇင်ဘာ25ရက်နေ့မှာကျွန်တော်သူ့ကိုစစ်တောင်းပေးတယ်အားတော့ပေးပါတယ်နော်အပိစကားတော့ပြောတာပေါ့ဒါမို့တော်ဆောင်တွေလုံနေကြစကားပေါ့နော်စိတ်ထဲမှာတကယ်မယုံပေးပဲပေါ့နော်ဘုရားသခင်တတ်နိုင်ပါတယ်ဘာညာပေါ့နော်ပြောတော့ပြောပေးရတာပေါ့သူယုံကြည်အောင်တော့ပြောပေးရတာပေါ့ဗျာမမင်းမဖြစ်တယ်မင်းမလုပ်လို့သွားပြောလို့မရဘူးလေကျွန်တော်စိုးတောင်းပေးတယ်ဒါက2017ဒီဇင်ဘာ25နှစ်ကိုသွားတယ်နှစ်ကိုသွားပြီးတော့ဒီဇင်ဘာ25နေ့တွက်နော် January 7 ရက်နေ့မှာကရင်အမျိုးသားအစည်းအရုံး KNU နဲ့မြန်မာအစိုးရနဲ့အင်းချမ်းကြီးလက်မှတ်ထိုးတယ်ဖားမြို့မှာနော်ကိုဒါဆူတောင်းတာ2017ဒီဇင်ဘာ25အခုပြောတာနှစ်တကိုသွားပြီ January 2010နှစ်ထဲရောက်သွားပြီ January 7 ရက်နေ့မှာနှစ်ပေါင်းများစွာဟိုဘူများတို့ဦးခင်ညွန့်တို့ခေကအချင်းချင်းစူးစမ်းခဲ့ပြီမဲ့မအောင်မြင်ခဲ့တဲ့အင်းချမ်းကြီးလက်မှတ်2010ခုနှစ် January 7 ရက်နေ့မှာဖားမြို့မှာလက်မှတ်ထိုးတယ်အဲ့ဒီနေ့ညဖားမြို့မှာမိုးရွာတယ်နော်အဲ့ဒီလက်မှတ်ထိုးတာကိုဂုံပြိုတဲ့အနေနဲ့နိုင်ငံရေးအကျဉ်းသား651ယောက်961ယောက်လွတ်ပေးတယ်အဲ့လွတ်ပေးတဲ့ထဲမှာတကယ်ဘိုးတွေနိုင်ငံရေးဘိုးတွေကြီးပဲပါတာမင်းကိုနိုင်တို့အဖွဲ့တွေပါတယ်ဟိုချုပ်ခင်ရင်တို့အဖွဲ့တွေပါတယ်651ယောက်ပါနော်651ယောက်လွတ်တယ်
အဲ့ဒီထဲမှာအဲ့ပန်းတော့လည်းပါတယ်နော်ဒီဇင်ဘာနေ့တော့ကဒီဇင်ဘာခရစ်စမတ်တုန်းကဆူတောင်းပေးခဲ့တဲ့ကျွန်တော်မယုံဘဲနဲ့ဆူတောင်းပေးခဲ့တဲ့အဲ့ပန်းအဲ့မှာပါသွားတယ်လွတ်သွားတယ်သူ့အထုပ်တွေထားပြီးသူဘုရားထွက်သွားတာနော်ဆူတောင်းပေးတဲ့ကောင်ကြံခဲ့တယ်လမ်းကြည့်တာဒီကောင်တကယ်လွတ်သွားတာပါလားငါလည်းယုံကြည်တဲ့ဆူတောင်းခဲ့ရမှာငါတို့လည်းမတောင်းခဲ့မိဘူးပေါ့နော်လွတ်သွားတယ်ဘုရားသခင်တကယ်တတ်နိုင်တယ်လူအနေနဲ့လူဥပဒေအရာလူရဲ့မရှိပြီမဲ့နော်နိုင်ငံတော်ရဲ့အဲ့ဒါမျိုးပေါ့နော်ရုပ်တရက်ကြီးကောင်းကင်နိုင်ငံဘုရားသခင်နိုင်ငံတော်အလုံးလုံးတဲ့ခါမဖြစ်နိုင်တဲ့ဟာတွေဖြစ်အောင်လဲတာသူအချင်းကြီးအရရက်ကိုဖြစ်အောင်တွန်းပို့ပေးတာတွန်းပို့ပေးတော့လွတ်သွားတယ်ဗျာကျွန်တော်တို့ဒီကနေ့အောင်အခုပြောနေတဲ့ဘုရားသခင်က2017မှာပြီးသွားတာမဟုတ်ဘူးမောရှိတို့ခေတ္တမှာပြီးသွားတာမဟုတ်ဘူးအဲ့ဒီဘုရားအခုဒီအလုံးလုံးနေတော့အဲ့ဒီဘုရားရဲ့နိုင်ငံတော်ရှာတဲ့သူတိုင်းနော်ဘယ်သူမှတခါမှနောင်တမရဘူးဒီဘူးနော်ငါဘုရားကိုရှာလို့နောင်တရလိုက်တာဘုရားကိုအားကိုးမိလို့ငါဒီဘဝပြတ်သွားတာဆိုရတဲ့ဒီခံချက်တခါမကြားရသေးဘူးခင်ဗျားရဲ့ခေတ်ကြားမှာကြားရမလားတော့မသိဘူးပေါ့မကြားနိုင်ဘူးဘုရားကိုအားကိုးမိလို့မားတယ်လို့တရားမှမရှိဘူးဘုရားကိုယုံကြည်မိလို့လမ်းမရောက်တယ်လို့တရားမှမရှိဘူးအရေးကြီးဆုံးပြန်ချုပ်မယ်ဆိုရင်ဘဝမှာဘာအရင်လောက်ရမလဲဆိုတော့ဒီဖို့လိုတယ်ဖျားကိုအရင်ရှာရင်ဖျားရဲ့အထဲမှာအကြံဉာဏ်တွေရှိတယ်စီးပွဲဘာလောက်ရမလဲအကြံဉာဏ်ထွက်လာမယ်သူပေးမှာနော်ဘယ်ယောက်ျားကိုယူရမလဲသူပြောတယ်ဘယ်မိန်းမကိုယူရမလဲတခါပဲတော့ခဏမဟုတ်နော်ခဏယူဖို့ပြောတာမဟုတ်နော်လိုက်ပွဲမရှိဘူးကိုအကောင်းဆုံးဖျားကပြင်ဆင်ပေးတာအကောင်းဆုံးပြင်ဆင်ပြီးတော့ကိုယ်က connection တော့မချိရင်မရဘူးလေဖုန်းဘယ်တော့ကောင်းကောင်း wifi မမိရင်အလကားပဲမဟုတ်လားဒါနဲ့မချိရင်ဖုန်းရုပ်လာတာပဲရှိမယ်လေဘာမှသုံးလို့မရဘူးလေဒီမှာရုပ်ဘယ်တော့ချောဘယ်တော့ပင်ရရှိတော့နိုင်ငံတော်ဘုရားခင်နိုင်ငံတော်နဲ့မချိဆက်ထားရင် sorry ပဲဘာမှမဟုတ်လူလုံးလိုက်တလောက်တော့ရမယ်ဘုရားပေးတဲ့ဟာမရတော့ကောင်းကင်နိုင်ငံတော်ကောင်းမြတ်ခြင်းကောင်းကင်နိုင်ငံကျွယ်ဝခြင်းနော်ခင်ဗျားဘောမတဲရောက်တော့တဲရောက်ဖို့ရန်အတွက်ဘုရားကိုရှိအိုးစွာရှာဖို့လိုတယ်ပြန်ဖတ်ရအောင်နော်အလုံးလို့ရလောက်ပြီထင်တယ်ဘုရားသခင်အဲ့ဒီကျွန်တော်တို့အဲ့ဒီထူအရာကိုအရင်ရှာတာတကယ်တော့လေကျွန်တော်ရှာနေတာကသူပြောတဲ့ထူအရာအများကိုကျွန်တော်တို့အရင်ရှာတာထူအရာများကိုအရင်ရှာကြလောကောင်းကင်နိုင်ငံတော်ကိုနောက်မှတွေ့မယ်ကျွန်တော်တို့သင်ကြတာနော်ငယ်တဲ့ချိန်မှာစီပွားရှာပါဟုတ်တယ်မလားစကားပုံလုံးရှိတယ်လေပညာရှာပါပညာရှာပစ္စည်းပွားရှာနောက်ဆုံးမှတရားရှာခိုင်းတာလောကလူတွေရဲ့ theory ကနော်ဟာမင်းပညာရှာမြတ်ရွယ်ဘုရားတရားတွေတွားမလုံးလေဒီချင်းပညာရှာရမယ်ရွယ်ဒါလူကြီးသူမတွေပြောတဲ့စကားဒါမဲ့ဒါကလူကြီးတွေပြောတဲ့စကားနောက်ကဘတော့ပြောတဲ့စကားမဟုတ်ဘူးနောက်ကဘတော့ပြောတဲ့စကားကငယ်ရင်ပူတော်မှရှာရအောင်မယ်အချိန်ကြံသေးတာဟုတ်ကြီးကမှရှာတာကတိတ်တုံးဖို့အချိန်မရှိတော့ဘူးနော်တက်60 90ကျော်မှပြောင်းလဲပြီးတော့ကခုန်တာကခေါင်းပေမဲ့အချိုးနည်းနည်းနဲသွားပြီသူ့ရဲ့တက်တန်းတူသွားပြီလေဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းထင်ရှားဖို့အချိန်တိတ်မရတော့ငယ်ရွယ်နဲ့ရှာရင်တော့ဒီပေါင်းများစွာနိုင်ငံတော်ရဲ့အကျိုးကိုပြုတ်နိုင်သေးတယ်လေနော်နိုင်ငံတော်ကောင်းမြတ်ခြင်းထင်ရှားအောင်လုပ်နိုင်သေးတယ်အကြောင်းငါငယ်ပါသေးတယ်နောက်မှအေးစေးပါမလုပ်ပါနဲ့ဘုရားရဲ့လူတော်ကသူ့ကိုအရင်ရှာပါလို့ပြောတာဇာလနံပါတ်1ငယ်တိကနေ3ကိုဖတ်ရအောင်နော်အချက်လောက်ဇာလနံပါတ်1ဒါလည်းတကယ်တော့ဇာနေစကလောချီတန်းရတဲ့ချမ်းချက်ပဲကျွန်တော်အားနာတယ်နော်ပိုက်ငယ်3000မှာဆိုတော့ဘယ်လိုလို့ရနိုင်မလဲနော်တပိုက်တော့မှမရပါဘူးဆိုမှ3ပိုက်ဘယ်လိုသွားရမလဲ
ဇာလနမတ်1ငယ်ဒီကနေ3မတရားသောသူတို့၏โอเคရပြီခဏလေးလိုတစ်တွေရောက်လာတော့နော်လူစုတို့လာလေပြောင်းပြန်ရေးပါလားဒီကောမလို့ငယ်တစ်ကနေစမယ်ဟုတ်ပြီတရားတော်နံပါတ်1ကမလိုက်နော်မတရားတော်သူတို့ခဏပြန်ပြပါဦးမလိုက်ရမယ်လူကမတရားတော်သူမလိုက်နဲ့တကူနော်လူစု3စုရှိတယ်ရှောင်ရမယ်လူမျိုး3မျိုးရှိတယ်ပထမလူမျိုးကမတရားတော်သူတို့တိုက်တွန်းခြင်းတို့မလိုက်နဲ့နံပါတ်2လူစုတို့ဤလန်မရနဲ့တဲ့နော်မရနဲ့နံပါတ်3မထီမဲ့အမြင်ပြုတော့သူတို့အစည်းအဝေးဒီ3ခုကိုရှောင်ဖို့လိုတယ်နိုင်ငံတော်နဲ့ဖြောင်းမခြင်းတရားကိုရှာတဲ့နေရာမှာလေနော်မတရားတော့သူဆိုတာကျွန်တော်တို့တရားချင်းဖြောင်းမခြင်းကခရစ်တော်အဖြစ်ရတာလေခရစ်တော်ရတဲ့သူတွေပဲဖြောင်းမတာဟုတ်ဆိုတော့မတရားတော့သူလို့ပြောတဲ့ခါဒါမယုံကြည်သူတွေကိုပြောတာမယုံကြည်သူတွေခုနပြောတဲ့ theory တွေနော်ငယ်ရွယ်စဉ်မှာပညာရှာပါဆိုတာမျိုးဒီလောကရဲ့ပညာနဲ့တွင်တင်ထားတဲ့အရာတွေနောက်မလိုက်နဲ့လူစုဆိုလူရအောင်ဆိုလူစုတို့လမ်းတွေမရက်နဲ့လူစုဆိုတာကကိုရဲလူအမွေးကလေးကမတရားတဲ့အုပ်စုတွေမှာပါပြီးသားအဲ့ဒီအုပ်စုထဲမှာပါတာနဲ့တင်မပြီးပဲနဲ့ထပ်ပြီးတော့အပြစ်ပြုတ်တဲ့လူတွေကလူစုတွေဖြစ်တယ်ဘုရားကိုအပြစ်ကျိုးလွန်တဲ့လူတွေသူတို့ရဲ့လမ်းမှာမရက်နဲ့မထီမဲ့မြင်ပြုတ်တော့သူတို့ကြီးအစည်းအဝေးတိုင်းမထိုင်မထီမဲ့မြင်ပြုတ်တယ်ဆိုတာဘုရားကိုမထီမဲ့ပြုတ်တာမင်းတို့ဘုရားတကယ်ရှိရင်ဒီလောက်ထိဒုက္ခရောက်ပါမလားဘုရားတကယ်ရှိရင်ဒီလောက်ထိဖြားနာပါမလားဆိုတဲ့မထီမဲ့မြင်ပြုတ်တဲ့သူတွေရဲ့အစည်းအဝေးနိုင်ဆိုတာဟုတ်တယ်ငါလည်းစဉ်းစားနေတာငါတို့ကိုယ်နဲ့ဘုရားတကယ်ရှိရလားမသိပါဘူးဆိုတာအစည်းအဝေးမှာတော့ထိုင်တာပဲသူတို့စီးနေမှာမထိုင်နဲ့ရှောင်ရမှာ3ချက်နော်ဘာလို့ရှောင်ရမလဲမတရားတော့သူတို့ကြီးလူစုတို့ကြီးမထီမဲ့မြင်ပြုတ်တော့သူတို့ကြီးဒါရှောင်ရမယ်အုပ်စု3စုဆောင်ရမှာကနှစ်ခုပဲသာရဘုရားကြီးတရားတော်၌မွေးလျော်၍တရားတော်၌မွေးလျော်ပါတယ်နော်ကိုရီးယားကမှာမွေးလျော်ပါလို့ပြောလားတချို့ကအရမွေးလျော်တာကိုရီးယားကမှာငိုပါငိုလာတယ်နော်သူယောက်ျားဘာလို့မှမသိဘူးနော်သူမိန်းမမျက်ရည်ပါတော့တုတ်ပေးတယ်တိုင်ထဲမှာနေတာတော့မသမင်းပုတ်ပေးရတယ်သူသမင်းစားဖို့မေ့သွားတယ်လေကိုရီးယားကလည်းသူမွေးလျော်တာမျောသွားတာရီလိုက်ငိုလိုက်နဲ့သမင်းစားဖို့မေ့သွားသူယောက်ျားကသမင်းခွန်ပေးရတဲ့အဖွဲကြီးရှိတယ်နော်ပစားဖို့တော့မှနည်းနည်း remind လုပ်ပေးရတယ်ပစားလိုက်မိမရဲ့နည်းနည်းဟာလိုက်ယောက်ျားထည့်ပေးတယ်ရမ်းမွေ့လျော်တာတချို့ကကြတော့ Facebook မှာရမ်းမွေ့လျော်တာတင်ငါလုံးပို့တယ်နော်ကျန်စဖတ်မယ်ဆိုပြတယ်အမင်းနဲ့ပြောသွားတယ် Facebook ကြည့်တာရောက်ပြီးတယောက်မင်းသားရအကုန်လုံးအလို့ရတယ်သူတို့မွေးနေပါလို့ရတယ်မင်းသမီးတဲ့ဘယ်လောက်ရှိတာဘယ်သူနဲ့ဘယ်သူရေးစားဖြစ်တာအမလေးတချို့စပါစတာနော်ယော်ထဲမှာဘယ်သူအညာတော့မှာအကောင်ဘကောင်မနဲ့ပိုက်ကြည့်သွားပြီပါစတာလုပ်တယ်လို့ကနော်ရမွေ့လျော်တာအချင်းပြောတယ်နှုတ်ဘတော်ပြောတာကတရားတော်၌မွေ့လျော်ပါအချမ်းနေရာမှာမွေ့လျော်တာတရားတော်၌မွေ့ရမှာတရားတော်၌မွေ့လျော်၍တရားတော်ကိုနေညမပြတ်စင်ခြင်းရမယ်နော်တရားဒီထက်နော်အလုံးလုံးရင်းနဲ့လဲဒီတရားတော်ပဲနေညမပြတ်စင်ခြင်းအောင်မရမှာအဲ့ဒီတရားတော်ထဲမှာဘုရားသခင်လမ်းပြခြင်းဘုရားသခင်ရဲ့တွင်တင်ခြင်းဘုရားသခင်ဆုံးမခြင်းဘာဒါတော့မလုပ်နဲ့ဒါတော့မတော်နဲ့ဒီဟာတော့ရှောင်းဒီနောက်ပတ်တော်ကပဲတတိပြီးမှာနော်အဲ့ဒါကြောင့်တရားတော်နိုင်မွေးလျော်ခိုင်းတာဒါကနိုင်ငံတော်နဲ့ဖြောင်းဝခြင်းတရားရှာဖွေခြင်းဖြစ်တာနော်ရှိဦးစွာရှာဖွေတာတရားတော်နိုင်မွေးလျော်တာစင်ပြလမ်းတူနော်နားလဲကြလမ်းတူနော်နားမလဲလို့ဆရာပီတာတော့ဆန်းစကိုကြည်တမ်းပြန်ဖွင့်ပေးပါလို့နော်ဒီလိုတင်တယ်အခုန worship တင်ရှိလာပြီးတော့ရာထက်ချင်းနဲ့နော်စကားရကျွန်တော်တန်တိတ်မကောင်းတော့
ရာပီတာကိုပဲခေါ်ရင်ခေါ်မလို့နဲ့ကျွန်တော်တန်တိတ်မအောင်တော့တိတ်အရာတဲ့တခြင်းနဲ့ပဲဒီတခြင်းဆိုပြီးတော့စက်ကရအောင်နော်ကျေးဇူးတင်တယ်ဟုတ်ပြီကျွန်တော်တို့ဂျာနာရတဲ့နှုတ်ကပတ်တော်တရားတိုင်းအတူတကွကျွန်တော်တို့စက်ကရမှာဖြစ်တယ်ကျွန်တော်ရှာရမယ့်အရာကထာဝရဘုရားရဲ့ဖြောင့်မခြင်းထာဝရဘုရားရဲ့နိုင်ငံတော်ကိုကျွန်တော်တို့အသင်းတော်ထဲမှာကျွန်တော်မိသားစုထဲမှာကျွန်တော်အနည်းရှင်အသက်တာမှာအဲ့ဒီဘုရားရဲ့အုပ်စိုးခြင်းဘုရားရဲ့အလံပြခြင်းဘုရားရဲ့အတူပါစီခြင်းကျွန်တော်ကျမကတကယ်ခံစားရပါသလားတကယ်သိရသလားဆိုတာကိုအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ချင်းတပုတ်ဆိုပြီးတော့အတ္တတီတီကိုကျွန်တော်တို့ကျမ်းနာရတဲ့နှုတ်ကပတ်တော်တရားအတိုင်းကျွန်တော်အစစ်ကကြရအောင်မဖြစ်နိုင်တော့ရမြဖြစ်နိုင်တော့ချိန်တိုင်းပင်ဖြစ်စေတော့ဖယားကျွန်တော်ကိုကွယ်မလုံးနိုင်တော့ရမြမတန်နိုင်တော့ရမြဖြစ်စေတော့ဖယားကျွန်တော်ကိုကွယ်အာငယ်တော်သူများလဲနေတော်သူများဒီမှာပေးသူဖယားကျွန်တော်ကိုကွယ်ရှာရတဲ့တန်နိုင်တယ်ရှာရတဲ့လုံးနိုင်တယ်Shaya Guru, one say by Father. Shaya Tachi Yahweh, Guru don't get down yet. A China die, she won't go away. A gun, your song, your shoe. Go
ကျွန်တော်တို့ကိုးကွယ်တဲ့ဖယားကဒီစကြဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်အရှင်ဖြစ်တယ် အာမင် အရာရာအလုံးကိုသူ့ရဲ့လက်ထဲ၌ရှိတာဖြစ်တယ် အာမင် ယုံကြည်ပါကိုးစားပါ အာမင် ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလို့ကိုယ်ဉာဏ်ကိုအမီမပြုတ်နဲ့လို့တုတ်တန်ကျမ်းကပြောထားတာဖြစ်တယ် အာမင် တွာလီယာယာ၌ထာဝရဘုရားကိုမျက်မှောက်ပြုပါဘယ်ပြဿနာပဲဘယ်အချီးနီမှာပဲရှိနေပါစေတင်ရဲ့အတ္တကိုပဲ့ကြိုက်တဲ့အရှင်မျက်မှောက်ပြုဖို့ကျမ်းစာကပြောထားတာဖြစ်တယ် အာမင် ကိုပညာရှိ၏မထင်နဲ့တဲ့ထာဝရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်လို့ကျွန်တော်တို့ဆရာပြောသွားသလိုမတရားသောသူ၏လာနိုင်ကျွန်တော်တို့အစေအဝေး၌သူတို့ရဲ့ကောင်းစားသူတို့အကြံပေးချက်တွေကိုကျွန်တော်တို့မလိုက်နာဘူးသူတို့ကြမ်းမထိုင်ဘူးမရပ်ဘူးကျွန်တော်တို့ကျမ်းစာကပြောထားတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်သူကိုမျောကြည့်မလဲနေ့ရှင်နေ့ရဲ့တိုင်းမှာကျွန်မအတွက်ဖခင်ကဘာကိုပြစကားပြောတယ်လဲဆိုတာကျွန်တော်တို့ကြားတတ်ဖို့ဖခင်ရဲ့အတန်တော်ကိုနားထောင်တတ်ဖို့နေ့ရှင်နေ့တိုင်းအသက်တာမှာလိုအပ်တာဖြစ်တယ်နေ့စဉ်နေ့ရက်တိုင်းမှာကျွန်တော်ရဲ့ကိုးကွယ်တဲ့ဖခင်ရဲ့ချစ်ချင်းမေတ္တာကြည်စုတော်ဒီတဲ့မိသားစုအတွက်လုံလောက်တာဖြစ်တယ်ကျွန်တော်မရှာလို့မတွေ့တာပဲ Lamentation chapter 3 verse 19 20 21ကျွန်တော်ဖတ်တယ်ဆိုရင်မနေ့တိုင်းမှာအဲ့ဒီကြည်စုတော်ကိုအတိနဲ့ဘုရားကသူ့ချစ်တော်သားသမီးအရောက်စီတိုင်းကိုကြိုးဆိုနေတာဖြစ်တယ် အာမင် အဲ့ဒီကြည်စုတော်ကိုအဲ့ဒီချစ်ချင်းမေတ္တာကိုကျွန်တော်တို့ဆရာရမှာဖြစ်တယ်ဟာလေလုယာဒါဆိုရင်ကျွန်တော်အသက်တာမှာပိုရှာမရှိဘူးနေရဲ့ချိန်တိုင်းမှာကိုတော်ရဲ့ယူနာတဲ့ခံစားရကျွန်တော်ခံစားဖို့ရှာရမှာဂျေဇုတော်ကြောင့်သာလာမေနေနာဂတ်မမူတော်ကိုရောရှိနေတယ်ကိုရောရှိနေတယ်နောက်တစ်ခါနေရဲ့ချေတိုင်းမှာကိုတို့ရဲ့ယူနာတဲ့ခံစားရပြီဘာလို့ဒီလိုလဲအာမင်ဂျေဇုတော်ကြောင့်သာလာမေနေနာဂတ်မမူတော်ပါ
ဒီချိန်ဒီနာရီအတွင်းကိုရောရဲ့ချစ်ချစ်မေတ္တာကယုနာတော်ဒီသာသမီရဲ့ရောက်စီတိုင်းအတွင်းပြီးဆုံးတဲ့အတွက်ကိုရောကိုကြည်စုတင်တယ် အာမင် ဒီညမနီမှာကျမ်းနာရတဲ့နှုတ်ကပတ်တော်တရားအတိုင်းကျွန်တော်တို့နိရှအတ္တမှာဖြမချင်းတရားကိုရောရှိရဲ့နိုင်ငံတော်ကိုစီအိုးစွာရှာတတ်တော်အတ္တတခုစီတခုချင်းစီတိုင်းပိုင်ဆိုင်နိုင်ဖို့ရန်အတွက်ဒါတမီရောက်စီတိုင်းကိုလမ်းပြပို့ဆောင်တော်မူပါ အာမင် ဂျေဇုတော်ပေါင်းကိုရည်တွက်ချီးမွမ်းရင်းနဲ့ကယ်တင်ပိုင်ရှင်ခိတ္တနာမကိုမြည်ပြ၍ဆုတောင်းစိတ်ကအနာမ၏မြတ်စွာဘုရားသခင်အာမင်အာမင်ကြာစီကောင်းကြည်ပြပါစေကျေးဇူးတင်တယ်နောက်ပတ်မှာလည်းပြန်တွေ့ကြရမယ်နော်လက်ဖက်ရည်ရှိတယ်မုတ်လေးရှိတယ်တောင်းဆောင်ပြီးတော့ကျွန်တော်တို့ refreshment အတူတကွမိတ္တာဟာရဖွဲ့ကြမယ်ကျေးဇူးတင်တယ်